အခုချိန်ကစပြီးတော့တငယ်ချင်းမဟုတ်တော့ဘူးအစွမ်းအစရှိကြောင်းခင်ဗျားတို့တယောက်ချင်းပြနိုင်ဖို့အခွင့်အရေးပဲဖြစ်ပါတယ်အရန်ကိုစိတ်မကောင်းဖြစ်မိတာဆောင်းပါခွင့်ရကျွန်တော်ဆုံးရှုံးသွားသူတို့ရဲ့ရင်မထဲမှာဂီတအမြဲရှိရတဲ့ဒါကြောင့်သူကအမြဲရှင်းတန်နေလိမ့်မယ်ရှင်းတန်နေလိမ့်မယ်ရှင်းတန်နေလိမ့်မယ်The X Factor အစီအစဉ်ကိုတဘာဝအလှတရားကိုပုံမပေါ်လွင်စေမဲ့ Oppo F1s Selfie ပြင် Oppo Camera Phone မှစီစဉ်တင်ဆက်ပါတယ်ဒီစီစဉ်ကိုအဓိကကူညီပံ့ပိုးပေးတာကတော့ဘောင်လုံးဝရှင်နဲ့ Clear ပေါက်ပြောက်ခေါင်းလျှော်ရည်မှဖြစ်ပါတယ်ဒီအစီအစဉ်ကိုမြန်မာနိုင်ငံအကြီးမားဆုံး internet ခွန်ရဲ့ Telenor ကဂုဏ်ယူစွာတင်ဆက်လိုက်ပါတယ်ရှင်းမှာစကားတင်ကြံနေခဲ့တဲ့နိုင်မဝင်တွေကဒီ X Factor မြန်မာရဲ့ star တယောက်ဖြစ်နိုင်တယ်ဆိုတာကိုသက်သေတောင်းအတွက်ရှောက်ရှိနေကြပါပြီ။ဒီလိုငန်းတွေကြားမှာရှင်ပြိုင်မှုတွေကပိုပြီးတော့ပြင်းထန်လာမှာပါ။ Bootcamp တက်နိုင်တော့ထိန်လေးတော့ခုပြေးစောစင်ကြီးရင်ကုန်မှုများစွာနဲ့ရောက်လာခဲ့တယ်ဘာလုပ်ရမလဲတော့ကျွန်တော်မသိဘူးတော်တော်လေးစိတ်လှုပ်ရှားရတာပါပဲဒီနေ့ကျွန်တော်ကတော့ဒီလိုလာတာအရန်ရင်ခွန်တော့ဘောတော့ဒီမှာနေရာအကျယ်ကြီးဆိုလဲအရန်ရင်ခွန်တော့ဘောတော့ပြိုင်ပွဲဝင်တွေအများကြီးလာရောက်ရှင်ပြိုင်ကြတဲ့အထက်အမှာဝင်သားတယောက်ပဲဖြစ်မှာဆိုတော့အခွင့်အရေးကတော့လွယ်လွယ်နဲ့ရမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဒါပေမဲ့တော်တဲ့သူဆိုတာရတဲ့အခွင့်အရေးမှာကြားတဲ့နေရာမှာအကောင်းဆုံးဖြစ်အောင်လို့ကိုယ့်ရဲ့အရေးချင်းကိုပြသနိုင်ရမယ်အဲ့တော့အဲ့လိုမျိုးအရေးချင်းကိုထုတ်ဖော်ပြီးတော့ပြသနိုင်တဲ့သူမျိုးကိုလည်းအင်းချစ်တို့ကမျှော်လင့်ပြီးတော့စောင့်စားနေပါတယ်ပြိုင်ပွဲအစီအစဉ်ကကျွန်တော်တို့ကဒီ audition အပြီးမှာ bootcamp ဆိုရင်ပြိုင်ပွဲတစ်ခုကိုပြိုင်ပွဲဝင်တွေကရင်ဆိုင်ရတော့မှာဖြစ်ပါတယ်ဒီပြိုင်ပွဲကပို့ပြီးတော့ပြိုင်ပွဲဝင်တွေကရှင်ပြိုင်မှုပြင်းထန်တဲ့ပြိုင်ပွဲတွေကိုပြိုင်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒိုင်တွေကလည်းလုံးဝတိတိကျကျအားမနာတဲ့ဆုံးဖြတ်ရမယ့်အခြေအနေတစ်ခုကိုရောက်လာတော့မှာဖြစ်ပါတယ်ဘူကတ်မို့ရောက်လာလို့ဆိုတော့ပြိုင်ပွဲရတဲ့ဖြည်းနဲ့ပို့ပြီးတော့ပြင်းထန်လာပါပြီ။တချင်းတစ်ပုတ်တည်းကိုပဲဒီအဖွဲ့မှာရှိတဲ့လူတွေအားလုံးပေါင်းပြီးဆိုတော့ဖြစ်တဲ့ကြောင့်မလို့အားသာခြင်းအားနည်းချက်တွေကိုတည်တာသင်ကြားပေးနေပါတယ်။ကိုယ့်အတွက်အားသာခြင်းများများလုပ်နိုင်တဲ့သူကတော့နောက်ဆင့်ကိုတက်လန်းသွားနိုင်မှာဖြစ်ပြီးတော့ကိုယ့်အတွက်အားနည်းချက်တွေများနေတဲ့သူကတော့ဝမ်းနေသွားနိုင်တဲ့ဒီပြိုင်ပွဲကနေနှုတ်ထွက်ပြီးတော့အိမ်ပြန်မှာဖြစ်ပါတယ်။အခုကဘူကက်ကိုရောက်လာပါပြီအရန်အရေးကြီးတဲ့အချိန်ဖြစ်နေပြီဒီဘူကက်ပြီးသွားလို့ရှိရင်တိုင်ပွဲဝင်နေတဲ့ကနေတဝက်ကြော်ကြော်လောက်ကိုဖြုတ်ပြရမှာပါအဲ့တော့တချို့တွေလည်းစဉ်းစားမယ် तू ကအတန်ကောင်းရလားနဲ့ဘာလို့ तू ကိုမရွေးရလဲမပါရလဲလို့ထင်မယ်တကယ်ကြတော့အမားတို့ကဒီအဆိုကောင်းရုံတစ်မျိုးတည်းနဲ့မရပါဘူး the whole package တစ်ခုလုံးဟိုကြည့်တာပါဒီ music industry ထဲမှာ star တယောက်ဖြစ်နိုင်မဲ့လူကိုရှာနေခြင်းဖြစ်ပါတယ်ဒီ X Factor ရှင်ပြိုင်ပွဲနောက်ဆင့်စတင်ပါပြီဒါတော့ Bootcampဒီနေ့ဘုတ်ကမြောက်လာတာဘာလို့ရမလဲတော့အစီအစဉ်နဲ့လည်းဘာမှမသိကြတော့အရင်စိတ်လှုပ်ရှားပါတယ်တော့ဒီမှာလာကြတဲ့သူတွေအားလုံးဒီမှာပဲထိုင်နေကြရပါတော့ဟုတ်ကျွန်တော်ဘာလို့ရမလဲဆိုတော့ရှင်းခုံသွားနေပဲစောင့်နေပါတယ်ဒီနေ့အတွက်ဆိုလည်းဘာလုပ်ရမလဲဆိုတော့မသိသေးဘူးသူရင်းနေရမယ်ဆိုတာလည်းမသိသေးဘူးအဲ့အတွက်ကြောင့်မလို့စိုးရိမ်မှုတွေရောရှိရပါတော့စိတ်လည်းလှုပ်ရှားတယ်ခုခင်ပထမနေ့ကျွန်တော်တို့ခုံတော့အရှင်ခုံနေကြပြီထိုင်လူကြီးကကျွန်တော်အစင်းစင်းဖြစ်နေပြီဆိုတော့ဘာဆက်ဖြစ်လာမလဲပျော်ကြတဲ့အခုမှစမှာ
ပါ ငါပါ boot camp မှာနေပြီးတော့ကြိုဆိုပါရစေဒီနေ့ဘုရားတော့ first challenge အတွက်စပြီးတော့ပြင်ဆင်ကြမယ့်နေ့ဖြစ်ပါတယ်ဒီတော့အကိုတို့ကနေပြီးတော့ group လေးတွေခွဲပြီးမယ်ခွဲပြီးတော့အဲ့ဒီ group တွေကိုတချင်းတစ်ပုတ်စီရွေးပေးမှာဖြစ်ပါတယ်အဲ့တော့ကိုရတဲ့တချင်းလေးကိုဒီ group ထဲမှာရှိတဲ့လူတွေအားလုံးကနေပြီးတော့ကိုနေရာလေးနဲ့ကိုအကောင်းဆုံးဖြစ်အောင်တည်ဆိုရှင်ပြန်ရမှာဖြစ်ပါတယ် အဖွဲလိုက်ပြန်ရတယ်ဆိုပေမဲ့လို့အဖွဲတစ်ဖွဲလုံးစီကိုတင်ပေးမှာမဟုတ်ပါဘူးအဲ့ဒီအဖွဲတွေကနေမှအမားတို့ကအရေးချင်းရှိဆုံးဖြစ်နိုင်ခြင်းရှိဆုံးလို့ယူဆတဲ့သူတွေကိုပဲရွေးပြီးတော့ next step ကိုတင်ပေးမှာဖြစ်ပါတယ် အားလုံးအတွက်အခုအချိန်ကနေစပြီးတော့စက္ကန့်တိုင်းအရေးကြီးနေပြီလို့ပြောလို့ရပါတယ်အဲ့တော့အခုအချိန်ကနေစပြီးတော့ကိုအတက်နိုင်ဆုံးစူးစမ်းပါနောက်နေ့ကျရင်ဘလို့ကိုယ့်ရဲ့ရှင်ပြိုင်မှုဟာကျွန်တော်တို့ဒိုင်းလေးသဘောကျလောက်တဲ့အမှတ်ကိုတကယ်ကိုပေးနိုင်လောက်တဲ့အမှုပညာစွမ်းရည်မျိုးဖြစ်စေချင်ပါတယ်အဲ့လိုအစွမ်းအစရှိကြောင်းခင်ဗျားတို့တယောက်ချင်းပြနိုင်ဖို့အခွင့်အရေးလည်းဖြစ်ပါတယ် ဘေးနားမှာရှိတဲ့တငယ်ချင်းတွေကိုတစ်ချက်လောက်လှည့်ကြည့်လိုက်ပါကြည့်ထားအခုချိန်ကစပြီးတော့တငယ်ချင်းမဟုတ်တော့ဘူးပြိုင်ဘက်တွေဖြစ်သွားပြီဟုတ်တယ်နော်ပြိုင်ပွဲဟာတစ်ယောက်သို့မဟုတ် group တစ်ခုပဲတင်ပေးပါအဲ့တော့ပြိုင်ပွဲတစ်ခုမှာလေအနိုင်နဲ့အရှုံးနဲ့နှစ်ခုပဲရှိတယ်ဘယ်ဟာကိုလိုချင်တာလဲအဲ့တော့အနိုင်လိုချင်ရင်တော့ကိုယ့်ရဲ့ရတဲ့အခွင့်အရေးပေါ်မှာအကောင်းဆုံးစူးစမ်းနိုင်မှာဖြစ်ပါမယ်အဲ့တော့အကောင်းဆုံးစူးစမ်းနိုင်ပါစေလို့ဆုတောင်းပေးပါရစေ good luck အဲ့ဒီတော့ boot camp ရဲ့ challenge ဆိုတာကျွန်တော်တို့တန်ဖိုးဝင်တွေကိုအဖွဲတွေဖွဲ့ပေးမယ်ပြီးတော့ရင်တို့တချင်းတစ်ပုတ်ကိုရှင်းပြရမယ်ဒါပေမဲ့ဘယ်တန်ဖိုးဝင်တွေဘယ်တန်ဖိုးဝင်တွေတစ်ဖွဲကြောင်လဲဆိုတော့ကျွန်တော်မသိသေးဘူးအဲ့တော့စောင့်ကြည့်အောင် ဒါလူကြီးရောတွေ့နေကျွန်တော်ဗာရှင်းပြရအောင်မသိဘူးဖြစ်နေ အရန်စိတ်လို့ရှားပါတယ်ခင်ဗျာတခါမှလည်းဒီ group နဲ့မဆိုဘူးပေါ့နော်မဆိုဘူးဆိုတော့အရန်စိတ်လို့ရှားရဲတချင်းလိုက်ပါတချင်းလာမယ်ဆိုတော့လည်းစိတ်လို့ရှားနေပါတယ်ခင်ဗျာဟုတ် ဒီကဘာတစ်ချင်းပေးမယ်ဆိုတော့မသိဘူးလား ခွက်တစ်ချင်ခွက်ကိုရွေးရမှာလားကိုရွေးပေးပါ တို့ရွေးမှာလေ ပထမဦးဆုံးဒိုင်းနေရွေးချယ်ပေးထားတဲ့ group 1ကိုစပြီးတော့ကြီးညာပေးမယ်နော် group 1မှာနံပါတ်1 2 ဖွဲလိုက်တော့ပြန်ဘက်တွေစူးမယ်ဒါကိုနဲ့တူတူစူးလိုက်ကိုညီကိုတွေပါအကောင်းဆုံးလုပ်တော့ပါခင်ဗျာ စိတ်လှုပ်ရှားတာပေါ့တချင်းတစ်ပုတ်ကို10ယောက်ဆိုရမှာဆိုတော့သူ့ပိုင်းကိုပိုင်းတာဝန်ယူရမယ့်အပိုင်းလေးပြင်လူက10ယောက်ကြီးများအောင်ဆိုတော့ဒီတချင်းတစ်ပုတ်ကိုဘယ်လိုများခွဲကြမလဲအဲ့ဒါအခုတိုင်ပေးနေရရှင့် ဟုတ်ကဲ့ပါကို challenge ခေါ်တဲ့အစဉ်လေးဖြစ်ပြီးသားမသိဘူးရှင် ဒီပါလား ဟုတ်ကဲ့ပါအကိုပြန်ရတဲ့တစ်ချင်းကမှားတဲ့ဘက်မှာပါတေးဆိုပိုက်ရမျက်နှာပါ Oh my god Oh my god When the world must come together as one အဲ့တော့ဆာလာဖို့ပဲလို့ဆာလာပဲ ချစ်တကြောင်ကိုချစ်တပြောတော့မြတ်ပေါင်းမင်းတဲ့နေရချင်တဲ့လက်ချင်နေကျွန်တော်အခုရွေးပေးဒိုင်းနေရွေးပေးတဲ့အချင်းကကြားတော့မကြားဘူးပေါ့ဒါပေမဲ့အခုနားထောင်ကြည့်လိုက်တယ်တချင်းကိုကြိုက်တယ် ပထမဘိုက်တစ်ဘိုက်ကိုမင်းဆိုပြီးရင်ဒုတိယတစ်ဘိုက်ကျတော့ငါဆိုမယ် တိုင်နွေးထားပေးတဲ့ချင်းအရင်တော့ကောင်းပါတယ်အရင်လည်းမြူးပါတယ်မိန်းကလေး6ယောက်လုံးနဲ့အရင်လိုက်ပါတယ်လို့ဒါပေမဲ့လည်းဗမာနည်းနည်းတက်တာတက်သွားလဲဆိုတဲ့ချင်းကကာရာအိုကေဘာရှင်းမရဘူးဖြစ်နေတကယ်လို့များသမီးတို့အဲ့ဒါအဆင်မပြေလို့တချင်းလဲပြီးမယ်ဆိုရင်တော့လည်းနည်းနည်းလဲပေးစီချင်ပါတယ်ဘာလို့လဲဆိုအချင်းကလည်းနေပြီမနေ့ပြန်တော့လည်းဘိုးမရင်ခုန်ရတယ်ဘိုးမစိတ်လို့ရှားရတယ်ပြိုင်ပွဲဝင်ရမှာဆိုတော့ညမအိပ်ပဲနဲ့ဝင်လို့တော့အဆင်မပြေဘူးအဲ့ဒါကြောင့်လို့လေ အချိန်နေကုန်တာအရန်မြန်ပါတယ်ဒီနေ့က boot camp ရဲ့ day 2တကယ်ရှင်ပြန်ရမယ့်ဖျော်ဖြေနေ performance တွေပါ ကိုရင်လေ
က်ပါမယ်အရင်မဆွဲတော့ဘူးကိုနော်ဆွဲတော့ဒီကမဆွဲတော့ဘူးသူဆောင်းတဲ့ bridge အပိုက်ကြလို့ရှိရင်ကြီးတယ် when you down နဲ့သူနားထောင်လာတာအဆင်ပြေတဲ့ဟို harmony ဝင်လိုက်တော့သူစောင်းသွားတယ်လဲဝါဟုတ်တယ်အဲ့လိုမျိုး Bootcamp challenge 1ကနေပြန်လဲကြိုးသွားရတယ်ကျဲတွင်းကိုရှာဖွေဆိုတာဒိုင်လူကြီးအားလုံးတော်မလွယ်ကူတဲ့အလုပ်တစ်ခုပါကျဲတွင်းဖြစ်လာဖို့အတွက်လည်းပြန်ပွဲအားလုံးကအစွမ်းကုန်ကြိုးစားကြမှာဒါပေမဲ့ဒီနေ့စိန်ခေါ်မှုပြီးသွားတဲ့အချိန်မှာသူတို့ပဲကြံရှင်းမှာအားလုံးစိတ်တွေလောပြီးတော့စိတ်တွေလှုပ်ရှားနေကြပြီ။ဘာကြောင့်လဲဆိုတော့သူတို့မှလေ့ကျင့်မှုအတွက်အချိန်ရတယ်တညပဲရတယ်။ပြီးတော့ဆက်လက်ရှင်ရဖို့အခွင့်ရတယ်တစ်ခေါက်ပဲရရှိမှာ။ 1 2 3 go! ဒီမှာစိန်ခေါ်မှုမှာတော့ဒိုင်၄ယောက်ရဲ့အရှိမဖွဲလိုက်တီးဆိုနိုင်ကြောင်းသက်သေပြရမှာပါ။ The group challenge မင်္ဂလာပါ အာတချင်းဆိုပါလဲအခု Rock and Roll ပြိုမညရောဒီတချင်းတိုက်ရတာအဆင်ပြေရလားနှစ်နိုင်တော့ထိုးပါတယ် နှစ်နိုင်တော့ထိုးပါရောတချင်းမကြားဘူးတာတော့မသိတာတော့ရှိကြသေးလား အဲ့လိုတော့ရှိတယ်ဗျ ဘာလို့လဲ ကျွန်တော်ကနည်းနည်းတော့ဟိုမကြောက်ဘူးဟိုတိတ်နားတဲ့အရင်နည်းနည်းစိမ့်နေတော့တော်တော်လေ့ကျင့်လိုက်ရတယ် ဆိုတော့လုံးမယ်ဆိုရင်နာမည်ကြီးရဲ့တချင်းတွေတော့သိရမှာပေါ့နော် ဟုတ်ကဲ့ပါခင်ဗျ နော် ဟုတ်ကဲ့ စားဆိုရှင်အမတို့နောက်ထောင်ကြည့်ပါမယ်နော် ဟုတ်ကဲ့ဗျ Rock and roll the till in your heart ကိုဆွဲလိုက်တော့မမေ့နိုင်ဘူး တဲ့တီးအောင်ဆွဲလန်းလုံးလုံးပြီးဆုံးနေပြောဆုံးပဲ You will touch the thing like the tin of your guitar ဒီလိုဆိုရကချင်တယ် Yeah 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 ပြင်သွင်းနေမကိုရှင်တဲ့ပြေပါမယ် Rock and roll လို့ baby ချော်လေဒီကိုချင်မိမို့နိုင်ဘူး တဲ့ဆွဲအောင်တိတ်ချလို့တော့ကျင်နာနေမဲ့တလုံးပဲကျိုးတို့လေးပြောပြလိုက်တဲ့စကားလေးများကြောင့်ကြား Rock and roll ပြောမှာ Rock and roll ပြိုမ Rock and roll ပြောမှာ Rock and roll ပြောမှာ roll ပြိုမ Rock and roll ပြောမှာ Rock and roll ပြောမှာဒီလိုကောင်းတဲ့ချစ်သူလေး Rock and roll ပြောမှာ So Rock and Roll လူပြိုကြီးတွေကိုကျေးဇူးတင်ပါတယ်ခဏလေးဆုံးဖြတ်ခွင့်ပြုပါနော် တို့ချင်းဆိုဟိုအရင်နာမည်ကြီးတဲ့ချင်းတစ်ပုတ်လေးဖြစ်တယ်နောက်ပြီးတော့ဒီဟာဟိုဆိုရဆိုချင်းတစ်ပုတ်ပေါ်ထားတဲ့ respect ဆိုရှိတယ်အဲဒါဟိုချင်းတစ်ပုတ်ပေါ်မှာ respect မရှိတဲ့သဘောတစ်ယောက် အဲ့ထိုးရင်တဲ့ချင်း Rock and Roll ကိုမသိရဘူးဖြစ်လေအမတို့ကောင်လုံးကလေဒီထက်မျောလင့်ထားတယ်မျောလင့်ထားသလိုပဲဖြစ်တာတော့အမှန်ပဲတခုစိတ်မကောင်းတာလေအင်တန်နာမည်ကြီးတဲ့အင်တန်လေးစားရတဲ့သူတယောက်ရဲ့ဒီလိုတချင်းမျိုးမသိတာမကြက်နိုင်တာရွာလေးတစ်ခုတော့တော်တော်လေးစိတ်မကောင်းဖြစ်တယ်အဲ့တော့နာမည်ခေါ်တဲ့သူရှေ့ကိုတိုးခဲ့ပေးပါကိုသူ channel ဘူဘူဆိုဦးနောက်မှကြံခဲ့တဲ့3ယောက် sorry ပါရှေ့က3ယောက်ကတော့ congratulations ပါဒါပေမဲ့ဒီထက်အများကြီးလုပ်နိုင်ဖို့လိုပါတယ်ဒီနေ့အရန်ကိုစိတ်မကောင်းဖြစ်မိပါတယ်နော်ကျေးဇူးတင်ပါတယ်ကောင်းဆုံးဆိုခဲ့တာပဲညီကိုတွေပြောချင်တယ်ဦးစားသားမိသွားလားစားသားပြီဟဲ့ရှေ့မှာလေ့ကျင့်တာကျွန်တော်လည်းမြင်တာအရန်မိုက်တာအဲအကောင်းဆုံးဆက်ပြီးဆိုသွားတာပဲကောင်းဆုံးပြန်ပြီးတော့စူးစမ်းရအောင်တက်ခန့်လာရလိုက်ကိုတက်ခန့်ပါလေ
ဘော လက်ခံတာဗောကျွန်တော်အမှားပဲ The X Factor အစီအစဉ်ကိုသဘာဝအလှတရားကိုပုံမပေါ်လွင်စေမဲ့ Oppo F1s Selfie ပြင် Oppo Camera Phone မှစီစဉ်တင်ဆက်ပါတယ်။ ဒီစီစဉ်ကိုအဓိကကူညီပံ့ပိုးပေးတာကတော့ဘောင်လုံးဝရှင်နဲ့ Clear ပေါက်ပြောက်ခေါင်းလျှော်ရည်မှဖြစ်ပါတယ်။ ဒီအစီအစဉ်ကိုမြန်မာနိုင်ငံရဲ့အကြီးမားဆုံး internet ခွန်ရဲ့ Telenor ကဂုဏ်ယူစွာတင်ဆက်လိုက်ပါတယ်။ The X Factor မြန်မာရဲ့ Bootcamp ကနေပြီးတော့ပြန်လည်ကြိုးစားပါရယ် The Group Performance အဖွဲ့လိုက်ရှင်ပြိုင်မှုတွေနဲ့ကျွန်တော်ရှေ့ဆက်ကြရအောင် မနေ့ကညီမတို့တချင်းရခဲ့တယ်ဒါပေမဲ့အရင်ပြောသွားတယ်ပေါ့နော်အဲ့တချင်းရတော့ဒါပေမဲ့ရပေမဲ့ညီမအဲ့တချင်းကိုသေချာတော့တစ်ခါမှနားမထောင်ဘူးအကိုလိုအသက်ဆန်းဆန်းတစ်ခုလိုဖြစ်နေတာအသက်လိုဖြစ်နေတော့အဲ့ဒါညီမပေါ့နော်စိတ်တော့ပူတယ်ဒါပေမဲ့အခုအကောင်းဆုံးတော့ညီမမနေ့ကညဆိုတနာရီခွဲဒီညီမတို့စူးစမ်းပြီးတော့တချင်းကိုကျင့်တယ်ညီမတို့နောက်ထပ်ရှင်ပြိုင်မှာကတော့ Care Category ရပြိုင်ပွဲဝင်နေပါဒီမှာဆိုရင် KC လည်းပါပါတယ် Judge Audition မှာတော့အိတ်ချစ်ကိုတော်မှာမျက်ရည်ကျစီနိုင်ခဲ့တဲ့ပြိုင်ပွဲဝင်တူဖြစ်ပါတယ်ခင်ဗျ The letter of my father letter of my father အရင်တော့ကြောက်ပါတယ်အမအဖေနဲ့ပတ်သက်ရင်ခန်းစားချက်ရှိအမအဖေနဲ့ပတ်သက်ရင်ခန်းစားချက်ရှိမင်္ဂလာပါရှင်မင်္ဂလာပါရှင် မင်္ဂလာပါဗျာဘာတချင်းဆိုပါလဲတပည့်တော်ရေ အချင်းနဲ့ဂီတာ အချင်းနဲ့ဂီတာဟုတ်ကဲ့โอเคပါအဲ့ဒါဆိုပြီးလို့ဆိုမလဲကြည့်မယ်နော်是不大的脆对，我再不为面，当表记着，我们一次不黑高口来美，也在里地也你真素美。可那个就只我当来着你，都已经太都心脏我，冷冷手你也追，你怕你吵，所以就把那路安马来追击我。Guitar, little shame of pure magic, guitar. I think I may feel like no guitar. Go for the hey, but in the cool bar. The local long day, don't know day la. Team up do mama so fire, I'll see you later. ကိုမအိတ်စမှုဟိတ်ထားကုန်လိုက်မယ်ပြတ်တဲ့ဒီကလို့ချစ်ရဲ့မလေးချင်နေဆိုအခုညလေးကိုတော့ပိုင်တော့ဝဲပေးလိုက်ချင်နဲ့ငါမလေးလမ်းမထိုးလို့အမတရားရရှိသေးတယ်နားလေးများနဲ့ဆောက်တဲ့အိမ်ကိုနေတာလာပါငြိမ်းချမ်းဖို့ကToday guitar, who she my pure today guitar, I think I'm tired of it. Today guitar, go on the game, but it's a cool bar. Jesus my. ချစ်ချော အေး ကြောက်ဒုတိယတရားနောက်ဆုံးရင်တရားတရား ဒါကြိုက်လို့ဟာကိုစီကမကြိုက်တာတရား ဘလို့ဟိုင်းဒီကောင်လေးကကောင်းရတာဘလို့ဒီမှာဘလို့ထွက်သူဟိုင်းမရဘူးကြီးရ ဟုတ်ရတယ် အဲ့ဒါဆိုတော့တိတ်ပြောလေသူနေရာလေးနည်းနည်းလေးယူတတ်ရမယ် ဟုတ်တယ်ဟောဒီကောင်မလေးလားဒါနံပါတ်1ကအဲ့ကောင်မလေးလားကောင်းတယ်လေ အဲ့ဒါဘလို့ဖြစ်တယ်လဲ အကိုနာမည်ခေါ်လိုက်တဲ့သူတွေရှေ့ကိုတိုးစေကြပါတယ်ဖူးပြည့်စုံပါKZ ရှေ့တိုးပေးပါညီမလေးရမုံဦးရှေ့တိုးပေးပါညီမလေးမိုမိုဆန်ရှေ့တိုးခဲ့ပေးပါဒိုင်ယာနာလေးရှေ့ကိုတိုးခဲ့ပေးပါ
ဒါဆိုနောက်ကမှ2ယောက်ကြံခဲ့ပါတယ်ရှေ့မှာ9ယောက်နောက်က2ယောက်ကရှစ်ဆက်တက်ဖို့ဖြစ်ပါတယ်ရှေ့က9ယောက်စိတ်မကောင်းပါဘူးအရင်စိတ်လှုပ်ရှားတဲ့အချိန်လေးတွေပါပဲဒီအချိန်လေးကိုအားလုံးဖြတ်ကျော်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်အဲ့ဒီမှာတချင်းဆိုတော့မဖြစ်နိုင်ဘူးဟိုဘက်ကြည့်လိုက်ဒီဘက်ကြည့်လိုက်ဟမ်တချင်းမေးပါလို့လားဘာဖြစ်လို့လဲအတန်လည်းအရင်ကောင်းရသားနဲ့ကျွန်တော်က rapper တယောက်ဖြစ်တဲ့အတွက် vocal ဘိုင်းမှာ key အားနေတယ် key လို့အနေအမြင့်တက်ကြအားနေတယ်ရတဲ့တခြင်းကလည်းကျွန်တော်တို့အတွက် key ရမ်းမြင့်တယ် key ရမ်းမြင့်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အားလုံး key ကိုပြန်ချရတယ် မင်္ဂလာပါ ခင်ဗျာ ဘာတချင်းဆိုပါလဲ နေရာချင်းကလဲလိုက်ချင်း Okay Hey Spider let's join to the party come on and just sit it 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 That's right I know Put it down This kind of steady take Come on I really wanna change Nee, I didn't know Lela Chinde Now people like to be in there alone. You're tired of the now, ma. Just like darling, I got to show you die here. This kind of say the chain. Come on. I really wanna change. I really wanna change. Nee, I didn't know they like today. Yo, Daniel. You're not too much here, Daniel. See it. No. Put it down. Yeah. Thank you so much for watching us. Shonoko Shildaba Elmon Al Shildaba Alexandra She's a water Same Gamao Timasani Yaume Sorry ba, it's a no saba. Today, let me my piano, my yellow tatuage, Canada, but also Dima, Shona, and I have you, general, a chicken and Unija will be prepared. Data နဲ့ဆိုရင်လည်း data ကိုဆက်တိုက်တယ်။ melody ကိုဒိုင်းနေခွဲပြီးတဲ့အဖွဲပေါ်မှာတော့တော့အခက်အခဲတွေရှိရဗျ။အခက်အခဲတွေရှိတော့အများကြီးညှိရွာပါတော့။ဒါပေမဲ့အောက်ဆုံးတော့လောရမှာပါ မင်္ဂလာပါအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပဲချင်းလေးနဲ့ရှင်မယ်မှာလည်းမသိဘူးဗျလမ်းမလားဆိုရတဲ့ချင်းလမ်းမလားကဲဒါဆိုရင်နားထောင်ကြည့်လိုက်မယ်နော် Number,
ဒီနေ့ဆိုဖို့တခြင်းကဘာတခြင်းလဲ ဒါစီလို့မရနိုင်ပါချစ် ဒါစီလို့မရနိုင်တာချစ်ဒီတခြင်းကတော့ဒါကိုရဲ့အစွမ်းကိုဆိုရင်ဆိုပြနိုင်တဲ့လောက်တကယ်ကောင်းတဲ့တခြင်းမှာကိုဆိုတဲ့အပိုင်းကိုလည်းဟိုတေးသေးချာချာခွဲပြီးကြပြီလားခွဲထားတယ် ခွဲထားပါတယ်ဗျ ခွဲထားတယ်နော်ဟုတ်ခွဲရအောင်အဆင်ပြေရလား ပြေပါတယ် သမီးတို့ဒါတော့ရှင်ပြိုင်တာကြည့်ကြပါမယ် ပြလို့လိုက်တဲ့အကြည့်တွေဟာချုံမိန်သောချစ်စိတ်လူများမကွာနိုင်တီတွေလေးတွေကတန်လိုက်ပြတဲ့ပြည့်တဲ့ဆွဲအား Change, change, choose a land. I see no man, I not change. 'Cause I'm got to say, I'm gonna share and sit there. Now my soul is searching. I see no man, I not change. I'm got to say, I'm a chance in there. Now my soul is searching. I see no man, I not change. I'm a chance in there. I'm so excited. ကျွန်တော်တို့ဆုံးဖြတ်ပေးရမယ့်အချိန်ရောက်လာပါပြီဘသူကတက်ပြီးတော့ဘသူကကြံငယ်မယ်ဆိုတာတော့ကျွန်တော်ခုပဲပြောချင်ပါတယ် The X Factor အစီအစဉ်ကိုတဘာဝအလှတရားကိုပုံမပေါ်လွင်စေမဲ့ Oppo F1s Selfie ပြင် Oppo Camera Phone မှစီစဉ်တင်ဆက်ပါတယ်ဒီစီစဉ်ကိုအဓိကကူညီပံ့ပိုးပေးတာကတော့ဘောင်လုံးဝရှင်နဲ့ Clear ပေါက်ပြောက်ခေါင်းလျှော်ရည်မှဖြစ်ပါတယ်ဒီအစီအစဉ်ကိုမြန်မာနိုင်ငံရဲ့အကြီးမားဆုံး internet ခွန်ရဲ့ Telenor ကဂုဏ်ယူစွာတင်ဆက်လိုက်ပါတယ်ဖွဲ့လိုက်စိန်ခေါ်မှုမှာတချို့ကတော့အကောင်းဆုံးရှင်ပြိုင်နိုင်ခဲ့တယ်တချို့ကတော့တိတ်အဆင်မပြေခဲ့ဘူးအခုကတော့ရှားလက်ကိုတီးရတော့မယ့်အချိန်မှာကျွန်တော်တို့ဆုံးဖြတ်ပေးရမယ့်အချိန်ရောက်လာပါပြီအဲ့တော့ကျွန်တော်တချို့သူတွေကိုအရှိကိုတက်လာစေချင်ပါတယ်အဲ့ဒါတော့စူနီနီအရှိကိုလာပြီပါ Sweetie သိန်းအောင် Benedict ဘသူကတက်ပြီးတော့ဘသူကကြံငယ်မလဲဆိုတာတော့ကျွန်တော်ခုပဲပြောချင်ပါတယ်ရှေ့က3ယောက်ကတော့နောက်တစ်ဆင့်ကိုတက်လို့ရပါပြီအဲ့လိုပဲအနောက်က2ယောက်ကလည်းနောက်ထပ်တစ်ဆင့်ကိုတက်လို့ရပါပြီအားလုံးအတွက်ဂုဏ်ယူပါတယ်3ယောက်ထွက်2ယောက်ကျန်ဆိုတော့ဘယ်သူများပါပြီးတော့ဘယ်သူများကြံခဲ့မလဲပေါ့နော်ဆိုတော့အရန်ဆိုရင်စိတ်ဖြစ်နေတာနောက်တစ်ခွက်လုံးပါသွားရဲဆိုတော့အရန်ဝမ်းသာတယ်ဘာဖြစ်လဲဆိုအားလုံးအတူတူစူးစမ်းခဲ့ကြတာလေအဖွဲလိုက်ဆုံးဖြတ်ရတဲ့အတွက်ကြောင့်ကိုရိုးစမှာတော့တကယ်အခက်ခဲတော်တော်များများရှိပါတယ်အဲ့ဒီတော့အားလုံးလက်ခံပေးစေချင်ပါတယ်နော်အားလုံးလက်ခံပေးပါအားလုံးရှေ့တစ်ဆင့်တက်နိုင်ပါပြီဗျာအယောင်ဝမ်းတာပေါ့နော်အိမ်ပြန်ဖို့အစင်တက်ထုတ်တယ်လည်းလုပ်ထားတယ်ဒါပေမဲ့ပုံစံဒါပေမဲ့ဒီလိုမျိုး
ပါဝါပေါ်တော့အရန်ပျော်ပြီးတော့ငိုပြီးသွားတာပါလို့ ကိုရှင်ပြိုင်မဲ့ချင်းကောင်းစဉ်ကချစ်တော်ကဘာမျိုးဖြစ်ပါတယ် ရွေးပေးတာတခြင်းကတော့ပေါ့လေကိုမျိုးနေသားနေရတော့လူပြောမလဲဆိုတော့အစိမ့်တက်တက်ဖြစ်နေတော့မျက်စိလည်းအလင်းမရတော့အတန်နဲ့ကြက်မှာဆိုတော့နည်းနည်းတော့ခက်ခဲမှုတော့ရှိရပါ မင်္ဂလာပါ မင်္ဂလာပါခင်ဗျာ ဘာတစ်ချက်ဆိုမှလည်းမသိ ချစ်တော်ကပါ ready ဆိုစလို့ရပါပြီ ဝဲတွေကဘယ်လိုချိန်မှရတော့လဲညူတွေနဲ့ငါတို့ခွေမိုးရီနေတော့ရစွာပဲလက်ချရတူကူဖေးမလို့အာနေတဲ့တူကူရဲ့တရားရခါတော့ပေးကြတယ်ကိုရဲ့တဲ့ဆိုရင် nil အရှိတ်တက်ပါကိုမျိုးအရှိတ်တက်ပါကေပြည့်အောင်လော်ခီရှိန်နောက်ပြီးတော့ဆိုချေကိုမျိုးကျမတကယ်စိတ်မကောင်းပါဘူးရှေးဆုံးတန်းကနောက်တစ်ဆင့်အောင်တက်လာနိုင်တော့ပါဘူးနော် ဒီမှာခင်ဗျာကတူကစိုးကနေထိမိသားပါကျွန်တော်စကူကလင်းမရတဲ့အတွက်ကကတူမှကျွန်တော်မဖြစ်နိုင်ဘူးဆိုတော့ဟုတ်ကဲ့ကျွန်တော်တကယ်နောက်ထပ်အဖွဲလိုက်စိန်ခေါ်မှုနဲ့ကျွန်တော်ဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်ဒီမှာဆိုရင်တော့အသက်16နှစ်ပဲရှိသေးတဲ့တိတ်တီရီစီလည်းပါဝင်ပါတယ်ခင်ဗျသမီးဆိုတာကောင်းပါတယ်နောက်သမီးအတန်လေးလေးခိုင်ခိုင်မာမာရှိရလေးတွေ့ရတယ်ကဲညီမတို့အားလုံးပဲမင်္ဂလာပါမင်္ဂလာပါကဲဒီနေ့ဘာချင်းဆိုမယ်လို့ရေးထားကြလဲချစ်ရမို့ဟုတ်ပါပြီအဲ့ချင်းလေးကိုနားထောင်ကြည့်မယ်နော်ဒါဆိုတွေကိုရရှိလေတိတ်တဲ့မချင်များကိုမရရှိပဲတော့ရဲ့ကဘာလေးကမလွယ်ပါဘူးမောင်လိုက်ဖို့မိန်တွေကိုပေးပါနဲ့ရဲ့ကြီးဆုံးမဲ့ချစ်ရင်မြင်ဆိုင်နိုင်ဘူးဒီမှာမခက်ဆောင်တော့ပါပဲကိုယ်ပဲလို့ဆိုပြီးမောင်းနိုင်လေ oh yeah 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 မောင်မောအမိန်တွေမင်းပြတ်ရုံသေးခိုင်တပြားကိုကောင်းငိမ့်ငါတဘောကောင်းငယ်လေဒီတစ်ခါအမိန်တွေပေးတာမစေတတ်ဘူး
ကဲခုကတော့ကိုတို့ဆုံးဖြတ်ပေးရမယ့်ချိန်မှာညီမဆန်ဒီအရှိကိုထွက်လာပြီပါညီမမေရီဝင်းနောက်ထပ်တစ်ယောက်ကတော့ဂျင်ဂျန်ရှိလာပြီပါပြီးတော့နောက်ထပ်တစ်ယောက်ဟန်နီချူအဲ့တော့ကိုတို့ကခုဆိုရင်ရှေ့မှာ4ယောက်အနောက်မှာ4ယောက်ရှိပါတယ်နောက်က4ယောက်ကတော့စိတ်မကောင်းပါဘူးဒီ season မှာအိမ်ကိုပြန်ရပါမယ်ရှေ့က4ယောက်ကတော့ရှေ့တစ်ဆင့်ကိုဆက်ပြီးတော့တက်လှမ်းရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာဝင်လာဖြစ်ခဲ့လို့ရှင်ဒီတာမညနယ်မှာရှိတဲ့ကျောင်းကလေးတွေအတွက်ကျွန်တော်ကျောင်းဆောက်ပေးမယ်ဆိုပြီးရည်စူးရတာပေါ့နော်အဲ့ဒီကိုကျွန်တော်မလုပ်ပေးနိုင်တော့အဲ့ခွင့်ရကျွန်တော်ဆုံးရှုံးသွားတယ်ကျွန်တော်ရထားတဲ့ရှင်ကဒီ high pitch တဲ့ရှင်ဖြစ်တဲ့အတွက်ကြောင့်မလို့လူတိုင်းကတော့ vocal range မှာမတူဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ဖွဲ့ထဲမှာအကိုတယောက်ကတော့သူကတော့ vocal range နဲ့နှိမ့်တဲ့အတွက်ကြောင့်မလို့ဒီရှင်ရတော့သူ့တက်ကမကောင်းဘူးပေါ့နော်သူ့တက်လည်းနည်းနည်းစိုးရိမ်ပါတယ်လို့ကဲညီလေးအားလုံးပဲမင်္ဂလာပါဟုတ်မင်္ဂလာပါဗျာစိတ်ကြည်နေမှုရှိရလားဘယ်လိုလဲဒီချင်းဆိုရတာဟုတ်ပါပြီဒါဆိုနားထောင်ကြည့်မယ်နော် Bicycle ချီတော့လူချမ်းကိုအန်ကျော်ကိုလူတရားနေတဲ့တခဲ့တယ်ငါတပင်နာကချစ်သူလေးကသာပြေးပြေးငါကိုလမ်းလာကျင်နာမဲချတယောက်ကိုရှာတက်လာတယ် oh yeah ဆိုနေကောင်းတွင်နေတတ်တာကိုမြင်နိုင်ဖို့လေးချင်ခဲ့တယ်ဒီတော့ချုံမြတ်ကမြတ်ကမင်းကိုကမြင်ကလို့မုန်းစရာဖြစ်ရိုင်းဆိုင်ဖြစ်မြင်လာ ကဲညီလေးတို့ကဆိုပြီးတော့ဆိုတော့အကိုတို့ကအဆုံးဖြတ်ပေးရမှာဖြစ်ပါတယ်ဒီချင်းကတကယ်ကိုအရေးကြီးပါတယ်ဒီထဲမှာဆိုရှင်တချို့ညီလေးတွေတချင်းစာသားတွေမေ့နေရလေးတွေတွေ့ရတယ်အကုန်လုံးပေါ့နော်အားလုံးတိတာနိုင်တဲ့တချင်းမျိုးလေးရွေးထားတာပါအဲ့ဒါကြောင့်မလို့ဒါလေးတော့တက်နိုင်တော့မဖြစ်စေချင်ပါဘူးကဲအကိုစပြီးတော့ဆုံးဖြတ်ပေးပါမယ်ရှေ့မှာရှိနေညီလေး3ယောက်စိတ်မကောင်းပါဘူးညီလေးတို့3ယောက်ကတော့နောက်တစ်ဆင့်ကိုတက်ခွင့်မရပါဘူးဟိုးနောက်မှာရှိနေညီလေး4ယောက်ကတော့နောက်တစ်ဆင့်ကိုဆက်ပြီးတော့တက်လန်းခွင့်ရသွားပြီဖြစ်ပါတယ်ကဲညီလေးတို့4ယောက် congratulation ပါညီလေးရှေ့ကညီလေး3ယောက်ကိုလည်း sorry ပါညီလေး The X Factor အစီအစဉ်ကိုတဘာဝအလှတရားကိုပုံမပေါ်လွင်စေမဲ့ Oppo F1s Selfie ပြင် Oppo Camera Phone မှစီစဉ်တင်ဆက်ပါတယ်ဒီစီစဉ်ကိုအဓိကကူညီပံ့ပိုးပေးတာကတော့ဘောင်လုံးဝရှင်နဲ့ Clear ပေါက်ပြောက်ခေါင်းလျှော်ရည်မှဖြစ်ပါတယ်ဒီအစီအစဉ်ကိုမြန်မာနိုင်ငံရဲ့အကြီးမားဆုံး internet ခွန်ရဲ့ Telenor ကဂုဏ်ယူစွာတင်ဆက်လိုက်ပါတယ်တချင်းကဖတ်ခွဲတယောက်နှစ်ချောင်းလောက်ပေါ့နော်အဲ့နှစ်ချောင်းကိုမှစာသားရောနေတယ်စာသားကိုလည်းအဲ့လိုမျိုးပေါ့နော်ဘယ်လိုလဲအရင်မေးမှလည်းအရင်စိုးရင်လည်းပေါ့နော်ကျန်တာတော့အဆင်ပြေပါလေ We know our stories just starting Some darling baby miss I see lucky baby အဲ့ဒီညရ
မင်္ဂလာပါ ရှင် ဟုတ်ကဲ့ပါအခုဘာသချင်းဆိုမလဲညီမလေး အချင်းနဲ့ဆိုလေး ချင်းနဲ့ဆိုလေးအဲ့တော့အခုဒီချင်းလေးနဲ့ရောတယောက်နဲ့တယောက်နဲ့တငယ်ချင်းတွေကိုဆိုဖို့ပတ်စီခွဲတဲ့အခါမှာအဆင်မပြေတာမျိုးလေးတွေရောဖြစ်သေးလားအဆင်ပြေပါရဲ့နော်ဟုတ်ပါပြီအဲ့ဆိုလို့ရှိရင်နောက်ထောက်ကြည့်မယ် တူလေးရောင်ရောင်နိုးတက်တဲ့ညတွေပဲကစားဖြစ်တာလေစောလေးတော့ပဲနာမည်လေးရေးပြီးချင်းချင်းနဲ့မိတဲ့ဖြစ်တွေရဲ့တရွက်ကလေးလောက်ကရဲ့ခေါ်လေးလေးပိတ်ကရဲ့လုံးတာကမရနေတဲ့ရင်ကုန်ချင်းရဲ့စားစိတ်ကစားခြင်းလားဘာမှလည်းဒီချမ်းဒီပါပဲအဲ့ကမှဟုတ်တယ်ဒီလားဟုတ်တယ်နော်အဲ့ဒါဒီတရားကစောင့်လို့ဒီချိန်မှာပြောပါဘဝပြန်ပြလိုက်ပြီးတော့တီးပြီးတော့ညီမတွေဆိုတော့တာစီစီလုံးလုံးလေးနဲ့ချစ်စရာကောင်းပါတယ်ဒါပေမဲ့လိုအပ်ချက်ရှိတဲ့သူတွေရှိနေပါတယ် Sarah Way နောက်ဆုတ်ပေးပါ Esther နောက်ဆုတ်ပေးပါChristina နောက်ဆုတ်ပေးပါဆိုနောက်ကိုဆုတ်သွားရတဲ့3ယောက် Congratulations ပါနောက်တစ်ဆင့်ကိုတက်လန်းသွားပါပြီရှေ့တန်းက3ယောက်ညီမလေး3ယောက် sorry ပါသွားတယ်ညီမတွေအားလုံးအတွက်လည်းဂုဏ်ယူပါတယ်ဟိုမပါသွားတဲ့ညီမတွေအတွက်လည်းစိတ်မကောင်းပါဘူးဒါပေမဲ့ဆက်ပြီးတော့ကြိုးစားပါမယ်လို့ကျွန်တော်ဒီလိုလာတာပေါ့နော်ကျွန်တော်အိမ်လည်းတကယ်မပြန်ချင်ဘူးပေါ့နော်ပြီးရင်ကြိုးစားနိုင်တော့လည်းကျွန်တော်ကြိုးစားပါမှာပေါ့နော်တကယ်အိမ်မပြန်ချင်ပါဘူးဖြစ်နေတဲ့သူနဲ့တင်းနေတဲ့သူအားပေးခဲ့ဖို့ကျွန်တော်လည်းမတူအားလုံးကိုပြုံးပြကငါနှုတ်ဆက်အကုန်လုံးကရုံချရလို့လာတမ်းမှာယုံကြည်ချက်တစ်ခုရှိတယ်မန်တစ်ခုပါတယ်ဟုတ်ကဲ့အချင်းကိုတကယ်တကယ်ကတော့ရိုးရိုးသားသားလေးပဲပုံဖော်ဖို့ကိုကပုံပြီးပြင်အောင်လုပ်ဟုတ်ကဲ့ခင်ဗျာကျွေးချီပါလို့မြေမောစရာပေါ်မင်္ဂလာပါညီလေးတို့ဟုတ်ဘာတစ်ချက်ဆိုပါလဲစိတ်ဆိုးပန်းဟုတ်ပါရဲ့လားဆိုနားထောင်မယ်နော်ညီလေးနော်ခေါင်းဝဲရေကခဲဆွဲတာမျက်စိရတဲ့မျိုးလာတယ်ညတော်တို့တခါလူကရလေရှင်နဲ့လုံးကြည့်ပြီးတယ်လာလိုက်ချောလိုက်တာတွေ့ကြည့်ပါတော့ရေမောစရာပေါ်အမြင်သူချစ်စရာစိတ်ဆိုးပန်းရိုက်ညနာလေးလာတဲ့လာလို့လေကြည့်ပါတော့ရေမောစရာပေါ်အမြင်သူချစ်စရာစိတ်ဆိုးပန်းရိုက်ညနာလေး
I like him ဟုတ်ပါပြီညီလေးတို့ကိုကဘယ်သူတွေရှေ့ဆက်တက်ဖို့ဆိုတာရွေးရမှာပေါ့နော်ကိုပြောလိုက်တဲ့လူတွေကနောက်ကိုတစ်ချက်ဆုပ်ပေးစေချင်ပါတယ်ညီလေးဘိုးဘိုးအောင်နောက်တစ်ချက်ဆုပ်ပေးပါညီလေးရှင်သွေးညီလေးနေလင်းထုံးတစ်ဖက်က3ယောက်ကိုဂုဏ်ယူပါတယ်ညီလေးတို့ဆက်ပါရှေ့က3ယောက်အဆင်မကောင်းပါဘူးညီလေးကျွန်တော်တို့ကိုဒီညီလေးတွေကလည်းကျွန်တော်တို့ကိုဆက်ပြီးတော့အားပေးပါဆက်ဝါဖြစ်ပါကျွန်တော်တို့လည်းလက်တွဲပြီးတော့အောက်ခြေလမ်းနေကြရင်အတူတူရှောက်သွားပါမယ်နော်အားလုံးပဲညီလေးတွေလည်းစိတ်မတက်မကြပါနဲ့ဘိုးရှင်ပြမဲ့တခြင်းကောင်းတွေကဒိုးချစ်တဲ့ကပါနောက်တော့ We Are The Wall ဆိုပြရအောင်အဲ့ဒီလေးတို့တစ်ချက်တော့ဟိုအတဲ့ပြီးလိုက်ပြီးတယ်ပြီးလိုက်ဒီမလေးရောအဆင်ပြေတယ်ရောဆိုပြန်နော်တစ်ချက်ပဲလေ break ပဲ right လာပဲနော်အဲ့လိုပဲလာနော်အားလုံးပဲမင်္ဂလာပါမင်္ဂလာပါ group ကလည်း4ခုလူတွေကလည်းအများများတော့ part စေခွဲတဲ့အခါမှာရောအဆင်ပြေပြေဖြစ်ကြရဲ့လား တချင်းရပြီးရတဲ့ဒီဇိုင်းနဲ့ကျွန်တော်အားလုံး bus တွေတခါခွဲပြီးတော့အဆင်ပြေပါတော့အဲ့တော့တချင်းနဲ့အဖွဲ့တွေအားလုံးနဲ့လည်းလိုက်ပါတယ်အဲ့တော့မတော်နားထောင်ကြည့်ပါမယ်နော်There's never time when we hear the setting call, when the war mass comes together as one. There are people dying. It's time to lend a hand to life. The greatest gift of all. We can go on, pretend day by day that somehow will soon make a change. We are all a part of God's great big family, and the truth, you know, love is all we need. We are the world, we are the children, we are the ones who make a brighter day, so let's start giving. There's a choice we're making, we're saving our own life. It's true, we'll make a better day, just you and me. အမပြောတဲ့အဖွဲကရှေ့ကိုတိုးခဲ့ပြီပါတို့နဲ့တူတူဆက်တက်ဖို့အတွက်အားခဲတာပေါ့နော်ဘဝစာပြေရွေးချယ်ပေးကြပါတယ် The X Factor အစီအစဉ်ကိုတဘာဝအလှတရားကိုပုံမပေါ်လွင်စေမဲ့ Oppo F1s Selfie ပြင် Oppo ကင်မရာဖုန်းမှစီစဉ်တင်ဆက်ပါတယ်ဒီစီစဉ်ကိုအဓိကကူညီပံ့ပိုးပေးတာကတော့ဘောင်လုံးဝရှင်နဲ့ Clear ပေါက်ပြောက်ခေါင်းလျှော်ရည်မှဖြစ်ပါတယ်ဒီအစီအစဉ်ကိုမြန်မာနိုင်ငံရဲ့အကြီးမားဆုံး internet ခွန်ရဲ့ Telenor ကဂုဏ်ယူစွာတင်ဆက်လိုက်ပါတယ်လိုအပ်ချက်ရှိတဲ့သူတွေရှိနေပါတယ်ရှေ့တန်းက3ယောက်ညီမလေး3ယောက် sorry ပါတစ်ဖက်က3ယောက်ကိုဂုဏ်ယူပါတယ်ညီလေးတို့ We are the children. ကျုံးစမတော့လိုက်တာအဲ့စလေးတော့ဒီကားတော့တော့မပြန်လို့ဒီချက်ပြပါလေဒီကားတော့ကျွန်တော်တရားတွေဆိုလဲစကေဘန်ဆိုတော့အားမစိုးဘူးလားအဲ့ဒါသူကဝေးစင် အမပြောတဲ့အဖွဲက
ရှေ့ကိုတိုးခဲ့ပေးပါ Grace JK Duo နောက်တစ်ဖွဲ့က Seraphim ရှေ့ကအဖွဲ့3ဖွဲ့ရှေ့အဖွဲ့3ဖွဲ့က congratulations ပါနောက်တစ်ဆင့်တက်လာသွားပါတယ်နောက်ကအဖွဲတော့ sorry ပါဒီညပဲအတူတူပျော်မြူးခဲ့ရပါတော့ဟိုပြင်ပန်းခံတာလည်းအကောင်လုံးအတူတူပဲပြင်ပန်းခံတယ်ဒါပေမဲ့ဟိုဘောနော်ညီလေးညီမလေးတို့စိတ်မကောင်းဘူးနော်သူတို့နဲ့အတူတူဆက်တက်ဖို့အတွက်အားခဲတာပေါ့နော်ဟုတ်ကဲ့ပါအကိုပြန်ရမယ့်တခြင်းကောင်းစရာအခါက rock and roll ဖြစ်ပါတယ်အားလုံးမင်္ဂလာပါမင်္ဂလာပါညီလေးတို့ကဲအခုဘာချင်းနဲ့ဆိုပါလဲညီလေးတို့ကတခါ rock and roll ကဲဟုတ်ပါပြီဘယ်လိုများစုံလဲမသိဘူးเนาะကိုနောက်ကြည့်ပါမယ် rock and roll ရဲ့ကောင်းတော့စားလေtake down the soon ya puerta ne boom bien ahao so do dragon ne ogbagu pyame de cha do yakka show da dwe guitar ji ne de cha do yakka show da dwe love it kaga rock and roll dig bam ye bon la shout twage kaga rock and roll su nya nya ne kwa ke a bit chip what a yoga ku go le a do something ne yin ko cha bi le ti the ball da si mi ya nai ge da ji ne cha do yakka jo da dwe di ka ba ji ko phan sa ge da pian aung me la ba ta kha ga rock and roll pian sa ba le thie kong phien ne kha ga rock and roll sing kon nai nu twa ke kha ga rock and roll shin pian nai nu shi ma ma shi ge kha ga rock and roll swing you yang lo da ba kha ga rock and roll yan lo bi le tu ye kong phien ne kha ga rock and roll sing kon I interrupted kha ga rock and roll lu nge ri ha swell out ticket kha ga rock and roll lo yin you ga alo kha ga rock and roll jin kon myan ne the chill song we ne kha ga rock and roll sing kon da lwe pyan se ကျေးဇူးတင်ပါတယ် အများကြီးပါတယ် ခမီတော်တော်လေးကိုကြိုက်ပါတယ် ကြိုက်တယ်ဟိုပါပဲစကန်ပါစကန်တက်စား တိတ်ပြီးတော့ထူးခြားမှုမရှိဘူးဟုတ်တယ်တပီတော့တင်းနဲ့နှစ်အောင်မသေးကြဘူးရှင်ကဲဒါဆိုလို့ရှိရင်ကိုကစပြီးရေးချပေးချင်ပါတယ်ညီလေးချိန်လင်းအောင်အရှိကိုတူပေးပါ just အရှိကိုလာပါပြီးတော့နောက်တစ်ယောက်ကညီလေးသိမ်းမင်းရှိကိုလာပြီပါဟုတ်ပါပြီဒါဆိုလို့ရှိရင်အနောက်မှာရှိရဲ့ညီလေး3ယောက်ကတော့နောက်တစ်ဆင့်ကိုတက်လန်းခွင့်ရသွားပါပြီရှေ့ကညီလေးတို့တော့စိတ်မကောင်းရှေ့ကညီလေး sorry ပါမနေရမလို့ပြောမှစိတ်လည်းမကောင်းလိုက်ဒီတဲ့တော်လေးကိုကြည့်ကျွန်တော်ရတဲ့တစ်ချိန်ကန်ကောင်းသွားတာပေါ့နော်ကိုအားလုံးရတဲ့တစ်ချိန်ဖြစ်နေတာပေါ့နော်ကန်ကောင်းတာတော့3-4ယောက်ရတဲ့တစ်ချိန်ဖြစ်တယ်ကန်ကောင်းသွားတယ်ပြောမှာမင်္ဂလာပါဟုတ်ကဲ့ပါညီလေးတို့ဆိုမဲ့တခြင်းကမေတီရာခိုးတာဘာတူလဲတကယ်တခြင်းကောင်းလေးပဲကဲအဲ့ဒါဆိုဘယ်လိုပြိုင်မလဲဆိုတာကိုကြည့်ကြမယ်လीနော်ဟုတ်
တာဘာတူလဲတငယ်ချင်းငယ်ကြီးစားကမေးတယ်ဒီလိုပါမောင်ချစ်တဲ့ချစ်သူတွေရဲ့တက်တာဂီရီဘလူးတဲ့ကွယ်ရှိသားများများထားတဲ့သူကိုတက်တာဘလူးတဲ့သူတို့ညနာများကြတာကိုဆိုရဲစဉ်စားသာတွေ့ကြည့်ပါကွယ်တက်တာမင်းနဲ့သူပဲညနာများတဲ့တော့ကွယ်ညီလေးကိုထူးရှေ့ကိုတက်လာခဲ့ပြီပါညီလေးခါခါညီလေးအောင်ဖြိုးလင်းညီလေးရှန်ဂျီဟလာ CNG Patrick ကျမ်းပါသေးတယ်လူအများကြီးကိုအဲ့လိုမျိုးပြောရတဲ့အတွက်စိတ်မကောင်းပါဘူးအားလုံးနောက်တစ်ဆင့်တက်သွားပါပြီကျေးဇူးတင်ပါတယ်ဗျာအခုတော့တက်နေတာဘယ်လိုကစားလဲကျွန်တော်ပြန်မစင်းလာနေပါတို့မြောင်မြောင်ကျွန်တော်မပါပြန်ပြန်လေးတဲလေးကိုပြန်မစင်းလာနေတဲလေးပြန်မစင်းလာနေအော်အခုလည်းရပါတို့9ယောက်တက်တာ9ယောက်လည်းကြံခဲ့သွားပြီအော်ခွေးသွားတယ်ပြည်သူများ The X Factor မြန်မာကနေပြီးတော့နောက်ထပ်တီဆိုရှင်ပြိုင်မှုအတွက်3ဘွဲ့ကြံရှိပါသေးတယ်ကျွန်တော်တို့အခုခဏလေးနားပြီးတော့ပြန်လာခဲ့ပါမယ် The X Factor အစီအစဉ်ကိုသဘာဝအလှတရားကိုပုံမပေါ်လွင်စေမဲ့ Oppo F1s Selfie ပြင် Oppo Camera Phone မှစီစဉ်တင်ဆက်ပါတယ်ဒီစီစဉ်ကိုအဓိကကူညီပံ့ပိုးပေးတာကတော့ဘောင်လုံးဝရှင်နဲ့ Clear ပေါက်ပြောက်ခေါင်းလျှော်ရည်မှဖြစ်ပါတယ်ဒီအစီအစဉ်ကိုမြန်မာနိုင်ငံရဲ့အကြီးမားဆုံး internet ခွန်ရဲ့ Telenor ကဂုဏ်ယူစွာတင်ဆက်လိုက်ပါတယ်ဒီ X Factor မြန်မာနေပြီးပြန်လဲကြိုးဆိုပါရယ်ဘူးခမ်ရဲ့ပထမဦးဆုံးစိန်ခေါ်မှုအတွက်ရှင်ပြိုင်မှု3ဘွဲ့ကြံရှိပါသေးတယ်အခုပဲကြည့်လိုက်ရအောင်ဒီတစ်ချက်က country ချင်းဆိုတော့ကျွန်တော်အရင်က country ဆိုနေကြမဟုတ်လေအဲ့တော့အစင်တော့ပြင်ဒါပေမဲ့နည်းနည်းတော့စိမ့်နေဗျာဒီပိုင်းကတော့အနိုင်လိုချင်တဲ့လူပဲကိုလည်းကိုယ့်ကိုဒီတစ်ဆင့်အောင်မယ်လို့တော့ရည်မှန်းထားတယ်လေဘာလို့ဆိုတော့ကိုယ့်ရဲ့ရည်မှန်းချက်ကအဆိုတော့ပဲလေအဲ့ကြောင့်မလို့ဘယ်သူမဆိုဒါအဒီတိုင်ဝမ်ဝင်တွေအကုန်လုံးတိုင်းရည်မှန်းချက်ကတော့ရှိမှာပဲသူတို့အောင်မယ်ဆိုရည်မှန်းချက်ကတော့ရှိတာပဲဒီချိန်မှာကျွန်တော်အရင်ကထပ်ပြီးတော့စစ်လို့ရှားပါတယ်ဟုတ်ကဲ့ပြီးတော့လည်းစစ်တောင်းပေးပါအောင်လို့ကျွန်တော်မင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ပါအဲ့တော့ဒီနေ့ဘာချင်းဆိုမလဲမြို့ဝင်ညမြို့ဝင်ညဟုတ်ကဲ့ပါစလို့ရပါပြီသူဒီသူတွေဟောရဲ့လာဝေလို့တော့လေသူညတော့ဒီနေပြီစီနေရှိတဲ့ပန်းစင်လေးမျိုးကိုပြန်လေကလေးပေးဆက်ပြီးကြည်စမ်းညာစီတို့လည်းစီသူညတော့ဆိုရင်ဒီလေးတဲ့ဝင်ခဲ့ပြီအေးချမ်းစွာရောင်စုံလူများတယ်များလေးစီစီချာဒီသချင်းလေးမှာက
စားသားမရတဲ့သူတွေတော့တော်တော်လေးများနေတယ်ဇွန်ဝေးရန်ရှေ့ထွက်ခဲ့ပြီပါကျူကျူထွန်းအောင်စင်စင်ကြီးတော့ရှေ့တန်းမှာရက်နေတဲ့၄ယောက် Congratulations ပါနောက်တစ်ဆင့်ကိုတက်လှမ်းနိုင်တော့ပါပြီနောက်မှာကျန်နေခဲ့တဲ့၃ယောက် sorry ပါဆရာတော်တော့မင်္ဂလာပါဗျာ မင်္ဂလာပါ ဟုတ်ကျွန်တော်တို့အခုဆိုမဲ့သချင်းက coffee ကားလို့ခေါ်ပါဗျာအတလို့လည်းခေါ်ပါတယ်ခုချစ်ကောင်းတယ် တယောက်နဲ့တယောက်စကားများကြသေးလား များပါဗျာ โอเคအဲ့ဆိုနားထောင်မယ်နော် တဲ့ကကြတမှုယုံကြည်နေအောင်ခါခဲ့ပြီလေငါတာကဘဝဟာကိုပီက Hey ဘာလဲဒီခွဲတော့ဟာအဲ့ဒါဒီတော့ပြအောင်စရရကအခုဒီကတော့ ချိုနိုင်တယ်ဟဲ့ဒီတဲ့ကရှိုးတာမအားလုံးခါခဲ့ပြီလေအတားများနဲ့ဘဝဟာကော်ဖီကာကော်ဖီဆိုရင်ခါတော့ပြီတဲ့ရှင်ကောမန်တွေတော့ဘဝမှာမချိုနိုင်တယ် ဆိုရင်ခါတော့ပြီတဲ့မင်းခံမင်းအရှိတ်တက်ပါအပြီးတော့ရဲမင်းအရှိတ်တက်ပါစီတူထထပ်ပိုင်သူရကိုအရှိတ်တက်ပါဝေလန်းရှေ့ဆုံးအတန်း I'm sorry အားကြတော့ပြိုင်ပွဲရထွက်တော့ဝမ်းနေတယ်မှန်နေကြတော့ဒါပေမဲ့ဆက်ပြီးကြိုးစားမှာပါလောကရမှာဘယ်တော့မှအားမရှုံးဒါကိုအတွက်အတွေ့အကြုံပဲလေနောက်ဆုံးရှင်မြန်မဲ့အဖွဲ့ကတော့ကချင်တိုင်းသူလေးမျက်ပွင့်ဖြူပေါင်းနေတဲ့အဖွဲ့ဖြစ်ပါတယ်ခင်ဗျမင်္ဂလာပါမင်္ဂလာပါဘာသချင်းဆိုမှလည်းအတွင်းကြီးပါအတွင်းကြီးဒီသချင်းကိုဆိုရတယ်ပြန်ရတဲ့အတွက်ကိုကျင်းနိုင်ရလားကျင်းနိုင်ပါတယ်ပြီးတော့ကို့အဖွဲ့အချင်းချင်းတယောက်နဲ့တယောက်အဆင်ပြေပါအဆင်ပြေပါတယ်နော်โอเคရင်ထဲမှာနေလောင်နေပြီအထီးခိုက်တဲ့အိမ်မှာသွေးထွက်ပြီ Oh that's a bella yeah Oh ငါရှုံးနေပြီလားအသက်အလုံးနဲ့စိတ်တွေကိုမဲသူချေသွားရှင်မခံစားသူမမြင်နိုင်မဲ
တယောက်ကတည်းက စက္ကန့်နေလိလို့နေပြီးတော့ပါ ကောင်းပါတယ်နော် သူကကောင်းတော့ကောင်းပါလားဒါပေမဲ့လည်းဟိုကတော်တော်လေးကြီးကိုရေးထားတဲ့ဖုန်းတော့ မြတ်ပွင့်ဖြူအနောက်ကိုဆုပ်ပါနန်းဝေဖောင်းအနောက်ကိုဆုပ်ပါရှေ့ကဂျန်ရဲ့နှစ်ယောက်sorry ပါဘယ်လိုပဲဖြစ်ဖြစ်ကိုရီအိမ်မဆိုတော့ဖြစ်ဖို့ဆိုတော့နောက်ပိုင်းဆိုလို့ရှိရင်လည်းစူးစမ်းကြရအများကြီးတော့တည်းလို့အားပေးချင်ပါတယ်ကိုစိတ်ပါမှာကိုလှုပ်ချင်တယ်ဆိုမှ လက်မခံဘူးမပါခြင်းဘူးဆိုရင်လည်းအိမ်ပြန်လို့ရပါတယ် ခက်ခဲရတော့အရင်တော့မရှိဘူးပေါ့နော် မတို့ဆုံးဖြတ်တာအရင်ခက်ပါတယ်နော် စိတ်မကောင်းပါနဲ့ပဲပြောပြစီ